ဒီဇင်ဘာလမှာ Trevor နဲ့ Jess တို့ကလာပါတဲ့ Christmas အလားစင်တာတွေလုပ်လေရှိပြီးသူတို့သမီးလေး Mary ကတော့တစ်ပင်ထိပ်မှာ Jelly ကိုတင်ပေးလေရှိပါတယ်။ဒါပေမဲ့ Mary အရွယ်ရောက်လာတာနဲ့အမျှဒီလိုရိုးရအစင်လာလေးအပေါ်စိတ်ဝင်စားမှုညော့နေလာခဲ့ပါတယ်။ဒီစနီးမောင်နှံကွာရှင်းပြီးတနစ်အကြာမှာတော့ Trevor ဟာ Hertfordshire မှာတယောက်တည်းနေထိုင်နေပါတယ်။သူ့အိမ်လေးကနှိမ်ပါပြီးလက်စစ်မီးရဖို့ရတောင်အကွေဆေးထည့်သုံးရတဲ့အနေအထားမျိုးပါ။ဒါပေမဲ့သူကတော့ Christmas အစင်လာတွေကိုဆက်ပြီးလှုပ်ဆောင်နေတော့ပါပဲ။သူက Advent Calendar ထဲကမုံလေးတွေကိုစားပြီးတစ်ပင်ကိုလည်းမုံခွာလေးတွေနဲ့အလားအစင်ထားပါတယ်။ Jess ဖုံးဆက်တဲ့အခါဖုံးလိုက်မိဖို့အတွက် Trevor တယောက်အပြင်ကအေးတံတွေကိုထွက်သွားရပါတယ်။မိသားစုဝင်တွေအားလိုက်ရက်မှလာလေဖို့နဲ့သူတို့ကိုလိုက်ပြဖို့အတွက်မဆောင်နိုင်တော့တဲ့အကြောင်းသူကပြောပေမဲ့ Jess ကသတင်းကြီးတစ်ခုနဲ့သူ့စကားကိုဖျက်ပြောလိုက်ပါတယ်။သူမရဲ့ရီစာသေးမှာ Barbados က Villa အင်ကြီးရှိတာကြောင့်သူမနဲ့ Mary တို့ကအားလိုက်ရက်ဖို့အဲ့ဒီမှာပဲကုံဆုံးကြမှာပါ။ Jess ရဲ့ရီစာက Mary ရဲ့ college ကျောင်းစရိတ်ကိုထောက်ပံ့ပေးဖို့ကန့်လန့်ခဲ့ပေမဲ့ Trevor ကတော့သူကိုယ်တိုင်တတ်နိုင်တာကြောင့်မလိုအဲ့လိုပြန်ပြောလိုက်ပါတယ်။တကယ်တော့သူ့မှာအကွေတွေအများကြီးရှိနေတာကိုတော့ Jess ကိုမပြောပြခဲ့ပါဘူး။ Trevor ဟာအရန်ဝမ်းနေသွားတာကြောင့်သူ့ပင်ပေါ်ကမီးတွေကိုပိတ်လိုက်ပါတော့တယ်။ရက်ွက်ထဲကအကြောင်းမှာတော့ Trevor က Christmas ပွဲတော်ကျင်းပနိုင်ဖို့အတွက်အကူအညီပေးနေပါတယ်။ကျောင်းဆရာမကြီးကသူ့ကိုရုံးခန်းထဲခေါ်ပြီးအလုပ်နောက်ဆုံးရက်ဖြစ်တာကြောင့်အမတ်တွေကဂုဏ်ယူထောက်ကြဖို့ခေါ်ခဲ့တယ်လို့ဒါဟာသူ့ရဲ့နောက်ဆုံးအလုပ်လုပ်တဲ့ရက်ဖြစ်ကြောင်းလည်းသတိပေးခဲ့ပါတယ်။အလုပ်တဲ့ရပြီးပြီလားလို့ဆရာမကြီးကမေးတဲ့အခါသူကမရသေးကြောင်းပြန်ပြောပြခဲ့ပါတယ်။အဲဒီနောက်မှာတော့တယောက်ယောက်ကလူခေါ်ပဲတီးတာကြောင့် Trevor တယောက်အပြေးလွှားသွားဖွင့်ပေးတဲ့အခါချင်းတောင်းတဲ့ကကလေးငယ်လေးကိုတွေ့လိုက်ရပါတယ်။သူကဒီကလေးလေးကိုဆရာမတယောက်စီပြလိုက်တဲ့အခါအဲ့ဒီဆရာမကမိခင်တယောက်က Christmas ပြစတဲ့သူကလေးကိုအသုံးပြုခွင့်ပေးထားတာချစ်ကြောင်းရှင်းပြခဲ့ပါတယ်။ Trevor ကကလေးလေးကိုနွားစားခွက်ထဲထည့်ပေးလိုက်ပြီးတဲ့နောက်မှာတော့ပွဲတော်ကိုစတင်နိုင်ခဲ့ပါပြီ။ပြစကပြောနေစဉ်အတွင်းမှာ Trevor ကတေးဂီတနဲ့အတန်းပိုက်ဆိုင်ရာတွေကိုတာဝန်ယူထားရပါတယ်။သူကဖုန်းကိုလည်းခဏခဏဆက်စိနေပြီး Mary ရဲ့ college ကျောင်းစရိတ်ကတော်တော်လေးများပြားနေတာကိုသိလိုက်ရပါတယ်။အဲ့ဒီချိန်မှာပဲသူအရင်ကအလုပ်လုပ်ခဲ့မှုတဲ့အိမ်လျှောက်ရှာရဲ့ company တစ်ခုစီကဖုန်းဝင်လာပြီးအလုပ်ကန့်လန့်ချက်တစ်ခုရရှိခဲ့ပါတယ်။စင်ဘော်ကအကျယ်ကိုကျိုးနဲ့ဆွဲတင်နေတော့မှ Trevor ကသူ့အိမ်လျှောက်အလုပ်မလုပ်တော့တဲ့အကြောင်းရှင်းပြဖို့ကြိုးစားနေပါတယ်။အလုပ်သမားကလာစားဘယ်လောက်ရမယ်ဆိုတာကိုပြောပြလိုက်တဲ့အခါ Trevor ဟာအဲ့ဒီပမာဏကိုကြားပြီးလန့်သွားတာကြောင့်ကင်ထားတဲ့ကြိုးကိုလွတ်ချလိုက်မိပါတယ်။ကျယ်ကြီးကစင်ဘော်ကိုဖြုတ်ချသွားပြီးကလေးတွေကိုလန့်ဖြတ်သွားစေခဲ့ပါတယ်။အခုတော့ Trevor ကအဲ့ဒီအလုပ်ကိုစိတ်ဝင်စားသွားပါပြီ။ဒါပေမဲ့သူက interview ဖြစ်ဖို့တဲ့ညနေ9 နာရီမှာလန်ဒန်ကိုရောက်နေရမှာပါ။ပွဲပြီးသွားတဲ့အခါ Trevor ကအမိတွေအကုန်ပိတ်ပြီးကျောင်းကနေထွက်သွားခဲ့ပေမဲ့ငိုးတန်းတစ်ခုကြားလိုက်တာကြောင့်ပြန်လှည့်လာခဲ့ပါတယ်။ကလေးလေးကအစင်းပေါ်မှာကြံ့နေခဲ့တာကြောင့် Trevor ကဒီကလေးလေးကိုပွေချီပြီးမိဘတွေရဲ့ဖုန်းနံပါတ်ကိုရှာဖို့ကျောင်းအုပ်ရုံခန်းစီသွားခဲ့ပါတယ်။သူဖုန်းဆက်ဖို့ကြိုးစားပေမဲ့ဘယ်သူမှဖုန်းမကိုက်ခဲ့ပါဘူး။အဲဒီနောက်မှာတော့ Trevor ဟာလန်ဒန်သွားမယ့်ရထားကိုအမိစီးဖို့လောနေပေမဲ့မိဘတွေစီကဖုန်းပြန်မလာသေးတာကြောင့်ကလေးလေးကိုပါတပါးတည်းခေါ်သွားဖို့ဆုံးဖြတ်လိုက်ပါတော့လေ။